ကျွန်တော်ရဲ့နီးပညာ channel ကလေးပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ်ဝေမျှပေးဖို့ရွေးချယ်ထားတာကတော့ကျွန်တော်အရမ်းမှရက်ခစ်စားနေတဲ့နော်ရေပန်းစားနေတဲ့AI အသုံးပြုနည်းတစ်ခုဖြစ်ပါတယ်ဓာတ်ပုံတွေကိုအချင်းချင်းရံပြခိုင်းတာနော်ချစ်ခိုင်းတာပေါ့နော်ဒါမျိုးတွေစတာတွေကို AI နဲ့လုပ်တဲ့နည်းတွေကိုမတည်သေးတဲ့သူများအတွက်ကျွန်တော်ဝေမျှပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီနည်းပညာ channel လေးကတော့ဒီနည်းပညာနဲ့ပတ်သက်တဲ့ပေါ့နော်ဒီ AI အသုံးပြုနည်းတွေ online ကငွေရှာနည်းတွေနော်ဖုန်းအသုံးပြုနည်းတွေရုံးလုပ်ငန်းသုံး Microsoft Office အသုံးပြုနည်းတွေနဲ့အခြားနည်းပညာဆိုင်ရာတွေကိုဝေမျှပေးနေတဲ့ channel လေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တင်ထားပြီးသားဗီဒီယိုတွေကိုတွားရောက်လေ့လာခြင်းเนาะကျွန်တော်ဒီ channel ရဲ့ playlist ထဲကနေပြီးတော့เนาะသူကခေါင်းစဉ်လိုက်ကျွန်တော် playlist လေးခွဲထားပါတယ်ဒီထဲကနေတွားရောက်လေ့လာလို့ရပါတယ်ဒီမှာဆိုရင် make money online ငွေရှာနည်းတွေเนาะဖုန်းအသုံးပြုနည်းတွေเนาะ AI တခြားတက်မြောက်ထားတဲ့ကွန်ပျူတာနည်းပညာဆိုင်ရာတွေပါမယ်ဒါ Microsoft Office အသုံးပြုနည်းတွေပါမယ် AI အသုံးပြုနည်းတွေပါမယ်เนาะနောက်ပိုင်းမှာလည်းကျွန်တော်ဇက်တိုက်ထပ်ပြီးတော့ဝေမျှပေးသွားပါမယ်ဒါကြောင့်မလို့ကျွန်တော်ဒီ channel လေးကိုအားပေးတဲ့အနေနဲ့ like and subscribe လေးနဲ့ချီးမြှင့်ခဲ့ပါဦးခင်ဗျအခုခေတ်က AI တွေတကယ်အာမခံလက်စွမ်းပြနိုင်တာတော့ကျွန်တော်မိတ်ဆွေတွေတော်များများလည်းသိကြပြီးဖြစ်ပါကျွန်တော်တို့တွေအနေနဲ့ဒါတွေကိုမသုံးတတ်ရင်เนาะခင်းနောက်ကြတယ်လို့တောင်မှပြောရမလို့ဖြစ်နေပြီဒါကြောင့်မို့ကျွန်တော်အခု AI အသုံးပြုနည်းတွေကိုကျွန်တော်ဝေမျှနေတာဖြစ်ပါတယ်အခုနမူနာလုပ်ပြသွားမဲ့ AI ကတော့ Pixar ဆိုတဲ့ AI အမျိုးအစားပဲဖြစ်ပါတယ်ဒီအမျိုးအစားပါပဲ PIXVERSE verse ပေါ့နော် Pixar ဆိုတဲ့ AI အမျိုးအစားဖြစ်ပါတယ်အခုကျွန်တော်ဒါကွန်ပျူတာနဲ့နမူနာဖွင့်ထားတာပါဖုန်းနဲ့လည်းအသုံးပြုလို့ရပါတယ်အသုံးပြုပုံချင်းကတော့ဖုန်းနဲ့ရောကွန်ပျူတာနဲ့ရောအတူတူပဲဖြစ်ပါတယ်ဖုန်းနဲ့အသုံးမဲ့လူတွေအနေနဲ့ကတော့ Play Store App Store ထဲမှာ install အလွယ်တကူသွားလို့ရပါတယ်ဒါကိုဒီမှာအခုဒါနမူနာတစ်ခုကျွန်တော်ဖွင့်ပြထားတာပေါ့နော်ဒါ Pixar ကိုဖွင့်ပြထားတာဖွင့်ပြတယ်ဒီ Pixar ဆိုရင်ဒီမှာသူပထမဆုံး try now ဆိုတဲ့ဖော်ပြထားတဲ့ဟာလေးကြည့်ပါနော် last time ပေါ့ဒါကတာပေါ့ဓာတ်ပုံတွေဒါကခိုင်းလို့ရတယ်နောက်တစ်ခုကဟိုနော်ဗီဒီယိုတွေလုပ်လို့ရတယ်ဟောဒါဓာတ်ပုံတွေကိုလူနော် kiss video ဟာမျိုးတွေလုပ်ခိုင်းတာပေါ့နော်ဒါတွေကိုစမ်းလို့ရတယ်ဟိုဒီ software လေးကကျွန်တော်တို့free ရဲ့သုံးလို့ရပါတယ်ဗျနော်အခါပေးသုံးရင်တော့လည်းပို့ပြီးတော့ function စုံစုံနဲ့သုံးလို့ရပါတယ်ဒီမှာ basic ဆိုတဲ့အားလေးကိုကြည့်လိုက်ပါဒီ basic ဆိုတာလေးကို click ကြည့်လိုက်ပါဒီ software လေးကကျွန်တော်တို့အခါမဲ့နော် free လည်းသုံးလို့ရပါတယ်အခါပေးသုံးရင်တော့ပိုကောင်းတာပေါ့နော်ဒီမှာ basic ဆိုတာလေးရှိပါတယ်ဒီ basic လေးကို click ကြည့်လိုက်ပါကြည့်လိုက်ရင်အောက်မှာ plan လေးတွေ့ရလိမ့်မယ်เนาะဒီမှာ free ပေါ့ဒါတော့ basic ကကျွန်တော်သုံးမယ်ဆိုဒါ free ဆိုရင်တော့ဟိုတွေပါပါမယ်ဟို watermark တွေပါမယ်watermark တွေပါမယ်ကျွန်တော်တို့စသုံးချင်းမှာ credit 60ပေါ့နော်credit လက်တွေ့လုပ်တဲ့အခါမှာလည်းပြောပါမယ်ဒါ free သုံးပါပေါ့နော်ဒီသူကတရက်ကိုပုံနှစ်ပုံထုတ်လို့ရမယ်နော်တရက်ကိုပုံနှစ်ပုံထုတ်လို့ရပါမယ် watermark တွေတော့ပါပါလိမ့်မယ်ဒါနဲ့ဒီအခါပေးသုံးရင်တော့နည်းနည်းပိုကောင်းတာပေါ့နော်တကယ်ဒါကိုသုံးပြီးတော့စီးပွားရှာမယ်ပေါ့နော်အပေါ်ဝင်ရှာမယ်ဆိုရင်တော့အခါပေးသုံးတာတော့ပိုကောင်းပါတယ်ဒီဟာလေးကိုဒီ application လေးကို software လေးကိုသုံးပြီးတော့ကျွန်တော်တို့ဒီ TikTok တွေတင်မယ် YouTube မှာ short video တွေလုပ်ပြီးတော့တင်မယ်ဆိုရင်အဲ့လိုလုပ်ပြီးတော့ပတ်စံရှာနေတဲ့လူတွေအများကြီးရှိပါတယ်ပတ်စံတွေအများကြီးရပါတယ် view တွေတော်တော်များပါတယ်ကျွန်တော်တို့ကတော့ဒီအတိုင်းအပျော်တမ်းသုံးမယ်ဆိုရင်တော့ဒီနေ့ကိုကျွန်တော်ဗီဒီယိုလေးတွေနှစ်ခုလုပ်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်အကောင့်ဖွင့်တာတွေစပြီးတော့အစတွေပြန်သွားပါမယ်ဗျGoogle မှာ Pixar လို့ရိုက်ရှာလိုက်ပါရိုက်ရှာရင်ဗီဒီယိုတို့အခုလိုမျိုးပေးရပါလိမ့်မယ် PIXVERSE လို့ရိုက်လိုက်ရင်အခုလိုမျိုးတွေ့မယ်ဒါလေးကို click လိုက်ပါမယ်Pixar ကဒါမူလနေရာရောက်လာပါပြီဒီမှာ login နေရာကို click လိုက်ပါ login နေရာကို click ကြည့်မယ် sign up ကို click ပါမယ်ကျွန်တော် account စဖွင့်မှာဖြစ်တဲ့အတွက်ဒီမှာ sign up ကို click ပါမယ်အခုလိုမျိုးမိတ်ဆွေတွေရလိမ့်မယ်ဒီမှာ user name ပေးလိုက်ပါကျွန်တော်ဒီလိုမျိုးပြီးမယ် email တစ်ခုထည့်ပါemail တစ်ခုထည့်ပါ password လေးတစ်ခုထည့်ပေးလိုက်ပါ password တစ်ခုထည့်ပေးလိုက်ပါ
အောက်မှာပြန်ရိုက်လိုက်ပါခုန password ကိုပြီးတော့ continue နှိပ်လိုက်ပါကုတ်လေးရိုက်ပေးလိုက်ပါ Gmail ဝင်တဲ့ကုတ်လေးကိုဒီမှာထည့်ပေးလိုက်ပါကို password လေးကိုနောက်သုံးလို့အလွယ်အောင်ဆိုရင်ဒီမှာစေထားလိုက်ပါဒါဆိုရင်ကျွန်တော်တို့ account တစ်ခုဖွင့်ပြီးသွားပါပြီဗျကဲဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ဒီ image or text ကနေစပါမယ်ဓာတ်ပုံတွေကိုကျွန်တော် action တစ်ခုလုပ်ခိုင်းမှာဖြစ်တဲ့အတွက်ဒီ image or text ကိုဒီ click ပါမယ်ကိုအသုံးပြုခြင်းတဲ့ပုံကိုထည့်ပါမယ်ကျွန်တော်ဒီနှစ်ယောက်ကိုကဲစမ်းသုံးကြည့်ပါမယ်ဒီနှစ်ယောက်ကို click လိုက်မယ်ဒီယောက်ျားနှစ်ယောက်ကိုထည့်လိုက်ပါမယ်ခဏလေးစောက်ပါ upload လုပ်နေပါပြီဒီဘက်မှာရှိတဲ့ effect တို့ transition တို့ဒါတွေနဲ့မိတ်ဆွေတို့စမ်းသုံးကြည့်လို့ရပါတယ်ဟုတ်ပြီပုံလေးထည့်ပြီးပြီဆိုရင်ဒီဘေးနားမှာပုံလေးရဲ့ဘေးနားမှာသူတို့ကို option ဖြစ်စေခြင်းတဲ့ပုံစာသားလေးတွေကျွန်တော်ရိုက်တက်ပေးရမှာပါဒီနှစ်ယောက်ကိုကျွန်တော်ရန်ပြစ်ခိုင်းပါမယ်เนาะသူတို့နှစ်ယောက်ကိုရန်ပြစ်ခိုင်းကြည့်အောင်ဟုတ်ပြီဒါပြီးတဲ့အခါဒီဘက်မှာ create ဆိုတာရှိပါတယ် create ဆိုတာရှိတယ် create ကို click လိုက်ပါမယ်ဒီမှာခဏလေးစောင့်ပါဟုတ်ပြီခုနကြောခိုင်းတဲ့နှစ်ယောက်ကရန်ပြစ်တဲ့ပုံစံမျိုးပေါ့เนาะဒါတော့အစမ်းပေါ့เนาะရန်ပြစ်တဲ့ပုံစံမျိုးတတိထိုးတဲ့ပုံစံမျိုးလေးဖြစ်သွားပါပြီဒီမှာ go create လုပ်လို့ရတယ်ဒီဟာလေးကိုကျွန်တော်တို့သုံးနေနေဆိုရင်တော့ download ယူလို့ရပါတယ် download လုပ်လိုက်ရင်ကိုရဲ့ဒီထဲကိုရောက်လာမှာပါကျွန်တော်တို့လုပ်ပြီးသားတွေကိုပြန်ကြည့်နေတယ်ဆိုရင်တော့ဒီမှာ offset ထဲမှာကျွန်တော်တို့ရေခင်တော့ကလုပ်ထားတာတွေကိုဒီမှာ history အနေနဲ့ရှိပြပါလိမ့်မယ် video တွေကိုဒါကျွန်တော် download အခုမလုပ်တော့ဘူးနောက်ထပ်တစ်ခုကျွန်တော်နမူနာလေးသုံးကြည့်အောင်ဟုတ်ကဲ့ကျွန်တော်အခုစမ်းတာနှစ်ခုဖြစ်သွားလို့ပေါ့နော်ကျွန်တော်မှာ30ပဲကျန်သွားတယ်နောက်ထပ်ကျွန်တော်တစ်မျိုးပဲစမ်းလို့ရတော့မယ်နော်နောက်တစ်ခုကျွန်တော်နမူနာလေးလုပ်ပြမယ်နောက်တစ်ခုတည်းပဲဓာတ်ပုံတွေကိုကျွန်တော်ထည့်ပါမယ်ဖြစ်ချင်တော့ဒါလေးပြန်ထည့်လိုက်မယ်ကျွန်တော်တို့ဒီဓာတ်ပုံနေရာကိုပဲ click ပါမယ်ဗျဒါလေးကို click လိုက်မယ်ကိုထည့်ချင်တဲ့ဒီကတော့ဓာတ်ပုံနဲ့ထည့်လိုက်ပါမယ်ပုံလေးဓာတ်ပုံကိုထည့်လိုက်ပါမယ်အလောလောက်တာပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီကနေ create ဆိုတာလေးကို click ပါမယ်။အော်စာလေးကျွန်တော်တို့ထည့်ကြည့်အောင်။ဒီနေ့စာလေးထည့်ဖို့ကြံပါသေးတယ်။စာရိုက်ထည့်ရပါမယ်။ကဲနမူနာနော် I love you so much ဆိုပြီးတော့ဘယ်လိုပုံလေးထွက်လာမလဲလို့ချက်ကြည့်အောင်ပြီးတော့ create ကိုနှိပ်လိုက်ပါဟုတ်ကဲ့ဒီမှာသူကဘယ်လိုလေးပြောလာမလဲကြည့်အောင်ဓာတ်ပုံလေးရလှုပ်ရှားသွားတာပေါ့နော် style လေးတစ်မျိုးထုတ်သွားတာဒါလေးကိုကျွန်တော် download လုပ်ကြည့်အောင် download လုပ်မယ် download လုပ်တာလေးကိုပြန်ဖွင့်ကြည့်အောင်ဓာတ်ပုံကလေးလှုပ်ရှားသွားပြီဒါဆိုရင်เนาะ style လေးနဲ့ကတဲ့ပုံစံလေးပေါ့เนาะ style လေးထုတ်တာပါโอเคဒါလို့ဆိုရင်တော့မိတ်ဆွေတွေเนาะသုံးတက်ပြီးတင်ပါတယ်เนาะ Facebook ဆိုတာလေးကိုဖုန်းနဲ့ရောကွန်ပျူတာနဲ့ရောအလွယ်တကူသုံးလို့ရပါတယ်ဒီနေ့မှာနှစ်ပုံသုံးလို့ရပါတယ်ဒါလေးကိုကျွန်တော်က TikTok ကိုတင်လို့ရတယ် YouTube ကိုတင်လို့ YouTube မှာလည်း short အနေနဲ့တင်လို့ရတယ်เนาะ free သုံးလို့လည်းရပါတယ်Gmail account 3ခုလောက်နဲ့ account 3ခုဖွင့်ထားရင်တော့ဒီနေ့ကို6ခုလုပ်လို့ရမှာပေါ့เนาะโอเคဒါလေးကိုကျွန်တော်ဝေမျှပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဒီ channel ကိုအခုလိုပဲနောက်ပိုင်းလဲလာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်နောက်ပိုင်းမှာလည်းကျွန်တော်ဗီဒီယိုလေးတွေဆက်လက်ဝင်ရသွားပါအောင်မယ်တိုင်း subscribe လေးနဲ့အားပေးခဲ့ပါအောင်ဗျโอเคဒီပညာများတိုးတက်ကြပါစေနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာကျေးဇူးတင်ပါတယ်